သိအစင်တန်းခွဲတယ်ရည်သွေးကိုပေါ်ရင်ကြည့်ပြီးဆုံးဖြတ်ချင်ကြတယ်စာအုံးမျက်နှာဖုံးနွမ်းနေရင်အထင်သေးကြတယ်တချို့ကသိအောက်တန်းကြတယ်ဖတ်ပြီးသားစာမျက်နှာဆိုပြီးတန်ဖိုးမရှိသလိုဆက်ဆံနေအတိတ်ဆိုတာကောင်းတာလေးတွေနဲ့ပျော်စရာလေးတွေမကောင်းတာတွေနဲ့မှားခဲ့တာတွေကိုသင်ခန်းစာယူဖို့ရပါပဲဒီအတွက်ပဲအတိတ်ဟာချမ်းစေခြင်းပါတယ်အတိတ်မှာမောင်ငယ်ဘူးလို့ပြစ်ဆုံးပန်တွေကမလင်းတော့ဘူးတဲ့လားပြစ်ဆုံးပန်တွေကမလင်းတော့ဘူးတဲ့လားအနာဂတ်တွေလူတိုင်းပြင်ခွင့်ရှိနေပါတယ်တချို့ကအတိတ်လာလာလေးမှအရေးပေးချင်ကြတယ်ကိုကတော့ရှင်းပါတယ်အတိတ်လာလာမလာလာပြစ်ဆုံးပန်မှာအရေးရပြီးအနာဂတ်တွေအလင်းပြပေးနိုင်ရင်အပတ်သက်မှုတိုင်းကိုတန်ဖိုးထားပါရောတန်ဖိုးထားပါရောအပတ်သက်မှုတိုင်းကိုတန်ဖိုးထားပါရောဒီအတွက်ပဲအတိတ်ဟာချမ်းစေခြင်းပါတယ်အတိတ်မှာမောင်ငယ်ဘူးလို့ပြစ်ဆုံးပန်တွေကမလင်းတော့ဘူးတဲ့လားနာဂတ်တွေလူတိုင်းပြင်ခွင့်ရှိနေပါတယ်တချို့ကအတိတ်လာလာလေးမှအရေးပေးချင်ကြတယ်ကိုကတော့ရှင်းပါတယ်လာ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 ပြစ်ဆုံးပန်မှာရေးရပြီးနာကပေးနိုင်ရဲ့အသက်မှုတိုင်းကိုတန်ဖိုးထားပါရဲ့တန်ဖိုးထားပါရဲ့